ဘကူးရိုးမတော်ကိုဖြတ်ပြီးဒုတိယညခရီးစဉ်မှာကိုခိုင်ဟာသူ့ရဲ့ကျွဲအုပ်ကိုရေကန်ပေးမှရက်လိုက်တယ်ဟေးဘာကြီးလဲနိုင်လဲဦးလေးခိုင်တူဟာခြုံပုတ်တွေနောက်ကနေချောင်းကြည့်နေတဲ့တခုခုကိုမြင်လိုက်ပြီးကိုခိုင်ကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒါကခြုံပုတ်တွေနောက်မှာဝှက်ထားတဲ့ကြောက်ရဲတိုင်ငယ်လေးနဲ့တူတဲ့ပစ္စည်းနေတဲ့အဆောက်အုံတစ်ခုပါရှေးဟောင်းတညာဝရီရဲတိုက်တစ်ခုပါကိုခိုင်ဟာသူ့အဖေဦးနိုင်လင်းစီကနေဘကူးညို့မတော်ထဲမှာဝှက်ထားတဲ့ရှေးဟောင်းနေရာအကြောင်းကြားသိခဲ့ရတယ်နန်းတော်ကိုတစ်ပင်တွေကဖုံးအုပ်ထားပြီးအမိတွေကအဆောက်အုံထဲမှာနှက်ဆိုင်စွာစိုက်ဝင်နေတာကြောင့်ပြိုကျပျက်စီးသွားပြီးအစိတ်အပိုင်းအနှဲငယ်သာကျန်ရှိတော့တယ်။ဒါပေမဲ့နန်းတော်ရဲ့အဆောက်အုံကတော့ရှိနေသေးပါပဲ။ဒီလမ်းကြောင်းဟာဒညာဝရီဘာဘီယန်တွေအုပ်ချုပ်ခဲ့တဲ့ခေတ်ကလေးကဖြစ်ပြီးနောက်ပိုင်းမှာဘရင်စစ်တပ်တွေကမြို့အမျိုးမျိုးကိုတိမ့်ပိုက်ဖို့အသုံးပြုတဲ့လမ်းကြောင်းတစ်ခုဖြစ်လာခဲ့တယ်။ဒီမှာအနားယူနိုင်ပါတယ်။ဒေတာကန်နဲ့တွေစီကနေခွင့်လွှတ်မှုတောင်းခံဖို့ဦးလေးခိုင်သူကိုအခမ်းအနားလောက်ခိုင်းမယ်။ဒီမှာအနားယူကိုခွင့်ပြုချက်ရပြီးရင်ကျွဲကိုရေထဲခေါ်သွားမယ်။လှဲတန်းကကျွဲကိုစုဝေးဖို့စတင်လိုက်ကြတယ်။ကျွဲအုပ်ကိုထိန်းချောင်းရန်တာဝန်ရှိတော်လူများသည်၎င်းတို့၏တာဝန်များကိုထမ်းဆောင်နေကြသည်။အစားအစာပြင်ဆင်ခြင်းနှင့်မိဖုတ်ခြင်းအထွတ်တာဝန်ရှိသူများသည်၎င်းတို့၏တာဝန်များကိုခွဲဝေသွားကြသည်။ဦးလေးခိုင်တို့သည်ကပြိုးရွက်ပူဇော်ပွဲပန်းကိုပြင်ဆင်သည်ဖျားเจ้าအနီးတွင်ညအိပ်ရန်ဒေတာကန်နဲ့လာထံမှာခွင့်ပြုချက်တောင်းခံနေသည်။တစ်ချိန်တည်းမှာပဲကိုခိုင်နဲ့အောင်မင်းတို့သည်ထိုနေတာကိုစစ်ဆေးရန်တွားခဲ့ကြသည်။သူတို့သည်ဖျားเจ้าနှင့်သို့ငင်တော်တကားတစ်ခုကိုမြင်တွေ့သည်စုံစမ်းစစ်ဆေးရန်တွားခဲ့ကြသည်။အထဲတွင်ကဝန်အုပ်များဖြင့်တည်ဆောက်ထားသောမျက်နှာကျက်မြင့်ခန်းမောက်ကြီးတစ်ခုရှိသည်။အလေဘဟုခန်းမောက်ကြီးတစ်ခုနှင့်၎င်းမှခွဲထွက်နေသောအခန်းငယ်များရှိသည်။တစ်ပင်များကြီးထွားလာခြင်းကြောင့်အစိတ်အပိုင်းအချို့ပြိုကျသွားခဲ့သည်။သူတို့စူးစမ်းလစ်လာနေစဉ်တွင်ခန်းမထောင်းတနေရာမှာအဘိုးကြီးတဦး၏အတန်တစ်ခုထွက်ပေါ်လာသည်။မင်းရဲ့အကျွဲကိုဘဲကိုယူလာတာလဲ။အတန်သည်ရုတ်တရက်ခက်ထန်သည်ရန်လူသောအတန်ဖြစ်သည်။ရုတ်တရက်အမဲလိုက်သမားနှင့်တူသောအဘိုးကြီးတဦး၏ပုံရိပ်သည်အခန်းထောင်းတနေရာမှထွက်ပေါ်လာသည်။အိုးဦးလေးလေအဲ့ဒီလိုပေါ်လာတော့ငါတို့ကြောက်လန့်သွားသလိုပဲကျွန်တော်ကဟန်တာဝရီကကျွဲချောင်းသားကိုခိုင်မာဟုမျက်နှာကျန်းပြီးမုတ်စိတ်မွေးမွဲချောက်ရှိသောအဘိုးကြီးကိုတတိမြူပြီးကိုခိုင်ကပြောလိုက်သည်သူ့မျက်လုံးတွေကထက်မြက်ပြီးတောက်ပါနေပြီးအရက်ရှည်ပြီးကြွက်မားများလည်းတန်မာသည်အလုံးစုံပြောရရင်သူ့ပုံပန်းတန်ကတိတ်ယုံကြည်ရလောက်တဲ့ပုံမပေါ်ဘူးဦးလေးတယောက်တည်းအမဲလိုက်နေတာလားသူခေါင်းညိပါတယ်ကိုခိုင်ကသူ့ရက်ထဲကလေးများကိုကြည့်လိုက်တော့အဲ့ဒါကသူအမဲလိုက်ဖို့သုံးနိုင်တဲ့တခုတည်းသောလက်နက်ဖြစ်ပြီးတော်ရိုင်းတိရစ္ဆာန်တွေကနေသူ့ကိုကာကွယ်ပေးနိုင်တဲ့ပုံမပေါ်ဘူးသူ့ကျွဲတွေကိုအမဲလိုက်ဖို့ကြိုးစားခဲ့တဲ့ကြောက်တွေအကြောင်းစဉ်းစားပြီးဦးလေးတောထဲကကြောက်တွေကိုသတိထားမင်းညကတကောင်ကကျွန်တော်တို့ရဲ့တဲအိမ်တွေကိုခိုးဝင်လာတယ်ဒါပေမဲ့ကျွန်တော်လူတွေကအနိုင်ယူနိုင်နေတယ်တောထဲကကြားတကောင်တဲလားလို့တွေးမိတယ်လို့သတိပေးတယ်အဘိုးကြီးကကျဲလောင်စွာရဲလိုက်တော့လူငယ်နှစ်ယောက်လန့်သွားကြတယ်ဒါကကျွန်တော်နေမြေဘယ်ကြားမှကျွန်တော်ကိုလာမနှောင့်ယှက်ရဲဘူးခမည်းကျွန်တော်ကိုသတိပေးစရာမလိုဘူးခမည်းရဲ့ကျွဲတွေကိုလည်းသတိထားနည်းနည်းလေးပေါ့စားရင်ကြားတကောင်ကခမည်းတို့အားလုံးကိုစားသွားနိုင်တယ်ကိုခိုင်ဟာအဘိုးကြီးရဲ့စကားနဲ့အပြုတ်မှုကြောင့်ကြောရိုးတစ်ချောင်းတုံသွားတယ်သူကသူ့ကိုစိုက်ကြည့်နေတယ်အောင်မင်းလဲတန်တရားဝင်နေပုံရတယ်ဦးလေးခမည်းဒီမှာနေတာလားပြီးတော့ခမည်းမှာဓာတ်စီတနတ်လည်းမရှိဘူးတတိထားတားရိုင်းဒရီဆန့်တစ်ခေါင်းနဲ့တိုက်မိနိုင်တယ်အဘိုးကြီးရဲ့မျက်လုံးထဲမှာစူးရှဲ့တဲ့အရေးအယောင်တစ်ခုလက်သွားတယ်သူကလက်ထဲမှာလေးများကိုဝှေ့ရမ်းပြီးပြုံးတယ်ဒီတော့ကကျွန်တော်အိမ်ပဲပစ္စတိုတွေလက်ပစ်ပုံးတွေကိုင်းဆောက်ဖို့ပင်ပန်းစရာမလိုဘူးလေးများတစ်ချောင်းနဲ့ကျွန်တော်အသက်မွေးဝမ်းချောင်းပြုတ်ဖို့လုံလောက်ပါတယ်လို့ပြောလိုက်တယ်ဒါပဲဒီမှာမင်းကြီးစရာဘာမှမရှိဘူးမင်းရဲ့ကျွဲတွေကိုတွားကြည့်ငါကိုလိုင်းကိုဆက်သွားမယ်ဒီလိုနဲ့သူကြောပေးပြီးအခန်းရဲ့နောက်ဘက်ကိုရီရချက်ရှိရှိရှောက်သွားလိုက်တယ်အဲ့ဒီမှာအပေါက်ကြီးတစ်ခုကိုမြင်နေရပြီးလူငယ်နှစ်ယောက်ကိုလစ်လူရှုထားတယ်ကိုခိုင်ကသူ့ကိုစိတ်မသက်မသာနဲ့ကြည်နေတယ်သူ့လက်ဘင်းမှာချိတ်ထားတဲ့တန့်ရှင်းတဲ့တတူအဆောင်လောက်ဖယ်ကိုသူ့လက်ကိုချိန်လိုက်တယ်အဖိုးကြီးရဲ့အမူအရာကသူ့ကိုသတိထားမိစေတယ်သူ့ခရီးမှာပိုးသတိထားဖို့လိုအပ်တယ်ကိုခိုင်နဲ့အောင်မင်းဆောက်သွားတော့အခြေအနေကိုမယုံကြည်တာကြောင့်ကိုခိုင်ကဦးလိခိုင်ထူးနဲ့ကိုဝင်းတို့ရဲ့ကင်းလည်မှုတွေတိုးမြင့်သူညွှန်ကြားလိုက်တယ်သူကကောင်းငင်ကိုမောကြည့်လိုက်တယ်
ငရဲတကွာဝလို့လူသိများတဲ့တော်အုပ်ထဲကဒုတိယညကစတင်တော့မယ်ဇလန်းကဒါပါပဲကြည့်ရှုနားဆင်ဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုပြီးရင်ဦးဟင်း channel ကဗီဒီယိုအသစ်တွေလက်လွတ်မခံကြအောင် like share subscribe နဲ့ခေါင်းလောင်းပုံလေးကိုနေပေးပါ